မင်္ဂလာပါဆိုတော့ဘာပြောမလဲဆိုဒီနေ့ကဒါလေးကယူဟော်လန်ဒါလေးကဇွန်နဲ့လာတာငတိုင်းကြောင်းလာတာငတိုင်းကြောင်းလာတော့ဘလက်ဟိုမျိုးရောက်တယ်8နိုင်လောက်ရောက်တယ်အခုပြီးတော့မယ်8နိုင်တော့8နိုင်လောက်ရောက်တယ်အခု7နိုင်ထိုးဆိုတော့ဒီကောင်က1နိုင်2နိုင်3နိုင်4နိုင်ပြောမှဒီကောင်ပြီးတော့ဒါငတိုင်းကြောင်းလာဒါလေးအပြီးလုပ်ပြီးမယ်နောက်တစ်ခုဘာလာလဲဆိုလို့ရှိရင်နောက်တစ်ခုဒီမှာခုကျန်တော့ဒီစပိုင်းဆက်တွေထုံဆက်တွေဒါပြည့်ပြည့်တဲ့အချိန်ရောက်လာဒါကိုဘိုဒါဒီမှာဒါ3လုံးလာတယ်ဒါတဲ့အခါမှာဒီကိုဘိုဒါ3လုံးလာတယ်ဒါစနစ်ရိုက်မယ်ဒီနေ့ပြန်ပေးမယ်နော်အားလုံးဒီနေ့လက်ရှိမှာဖတ်မဲ့ဘလောက်က4လုံးရှိတယ်ကိုဘိုဒါ3လုံးဖတ်မယ်နောက်တစ်ခါလီဟော်လန်1လုံးဖတ်မယ်အဲ့တော့ပြောချင်တာဗာပြောချင်တာလဲဆိုတော့ဒီဘက်လုံးကပြီးခဲ့တဲ့နှစ်ကရိုက်သွားတာရေပြက်လို့ဖမ်းသွားတာအဲ့ကောင်တိုင်းကြီးဘလောက်စားသွားလဲတို့လုပ်ပေးတာဟာဘလောက်စားသွားလဲပြီးခဲ့တဲ့နှစ်ကလည်းလောက်တာရောမစားသေးဘူးနော်မစားသေးပဲနဲ့သူက100တီ3ခုရပြီဒါပေမဲ့ရေပြက်သွားလို့အင်းကြီးရက်သွားတာပေါ့နော်အခုပြန်လာစစ်တဲ့အချိန်မှာဓမောက်ဝယ်လို့အောင်ကျွန်တော်ပေါက်တွေဒါအခြားနေရာမှာလုပ်တဲ့ဟာကြီးဆိုင်ကြီး100တီပဲ3နိုင်အခြားနေရာမှာလုပ်တဲ့ဟာကြီးစမ်းပြလေဘလောက်ကျယ်သွားလဲတမန်ဆိုင်တယ်ဘလောက်ကျယ်သွားလဲ Wi-Fi လောက်ကျယ်သွားတယ်ကျယ်သွားတဲ့ခါကျတော့ဘာပြောချင်တာလဲဆိုတော့နော်100စီချင်းအတူသုံးနေရတဲ့အချိန်မှာဘယ်လိုပြောမလဲစလစ်သား quality ကွာတဲ့ခါကျတော့သူလည်း100စီပဲဒီဘက်ကလည်း100စီပဲ100စီပဲရှင်သုံးတဲ့ခါမှာဒါအခြားမှာလုပ်တဲ့နေရာဒါကျွန်တော်ရှိမှလုပ်တဲ့စလစ်ဆိုတော့ကွာချောင်းမှုအများကြီးကွာကျွန်တော်ကစားအောင်မစားရသေးဘူးဒီနားဟာရပွဲလောက်စားသွားပြီဆိုတော့ဘာဖြစ်လဲဆိုတော့တန်သားခွာတဲ့ခါကျတော့လုံးဆောင်ချက်တွေလည်းကွာတယ်ဈေးတွေကွာတယ်ဒါအောင်ဆိုလို့ချင်းဒီကိုဘိုဒါ3လုံးစီဒီနေ့ဒါရစ်ကန်လာရင်ညီလေးဒါဒီနေ့ပေးရမယ်အရေးကြီးနော်ဒီကနှလုံးဒီနှလုံးကဒါဟို3ဘက်ကအခင်းဘက်ကနော်တစ်လုံးဆိုတော့ဒီကောင်က3လုံးနောက်ကနယူးဟော်လန်ဟိုမှာလက်ဖက်ဆက်အဲ့ကောင်ကငတိုင်းကြောင်းတော်ဒီနေ့4လုံးအပြီးပေးမယ်ဗျကျွန်တော်ရှိကိုဘယ်လိုပြောမလဲကားငှားလာတဲ့လူတွေဘယ်လိုပြောကားကတစ်ခါတည်းခုနေမြောင်ပြီးတော့ဒါကိုဘိုဒါကိုစီးတဲ့ရိုက်တဲ့တန်ဆိုတာကကျွန်တော်ဘယ်လိုပြောမလဲလူသုံးနေတယ်ကြာနော်လူသုံးနေတယ်တော့ရှိမှာပဲရှိမယ်ဘာနဲ့ရိုက်တာလဲဘာလဲညာလဲဘာနဲ့ရိုက်တာလဲဘာလဲညာလဲကတော့ဒါကျွန်တော်တန်ဆိုတော့ကျွန်တော်ပဲသိတယ်ဗျသိတဲ့ခါကျတော့တာဝန်ခံမှုတာဝန်ယူမှုရှိတယ်ဒါပေမဲ့လှုပ်ပေးတယ်ပေါ့ဗျာအဲ့တော့မင်္ဂလာမနက်ခင်းမှာ live မှာရှိတဲ့ညီကိုမိတ်ဆွေများအားလုံးမင်္ဂလာပါ